Hello everyone, this is my first video to introduce my page and my channel to you. And to be honest, this is my first time making a video, so I feel quite awkward, so please bear with me. So page kani bido sharing lo me content li jango pya jamari mainly ka do sharing lo ba jale so page name and time art of living so ka jaro ni sin phat den ni thai ye bwa che ka ni bi yo healing atmosphere lo khan sa ya ye activities to chu ye စိတ်မပျော်တဲ့အခါလမ်းပြောင်းတယ်လို့ခံစားရတဲ့အခါအဲ့လိုချိန်မျိုးမှာဖတ်ဖြစ်ပြီးတော့သဘောကျတဲ့စာအုပ်တချို့ရေအဲ့ဒီစာအုပ်တွေကအကြောင်းအရာတချို့ရေပြီးတော့ movies တချို့ healing ဖြစ်တယ်လို့ခံစားရစေတဲ့ music တချို့ရေ activities တချို့ရေဒီຢာတွေကို sharing လုပ်ပါမယ်လို့စဉ်းစားထားပါတယ်ပြီးတော့နောက်တစ်ခုကလာပပနေရတာသဘောကျရဲဆိုတော့ fashion နဲ့ beauty ကိုစိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ fashion tips တွေ tips ဆိုတာထက်ကိုသဘောကျရဲအပြင်စင် fashion တွေပေါ့နော်အတာမျိုးတွေရပြီးတော့သုံးရတာအဆင်ပြေတယ်သဘောကျရဲလို့ခံစားရတဲ့beauty products တချို့ရဒီလိုအကြောင်းအရာတွေကို sharing လုပ်သွားမယ်လို့စဉ်းစားထားပါတယ်ပြီးတော့နောက်ထပ်တစ်ခုကအမြဲ study အမြဲလိုလုပ်နေဖြစ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့အရင်သိရင်လင်းတင်တယ်လို့ study tips တချို့ရေးပြီးတော့ English language ကို learn လုပ်ရတာ study လုပ်ရတာကိုယ်တိုင်ကဝါသနာပါတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ English language ကို self study လုပ်တဲ့ချိန်မှာ helpful ဖြစ်စေမယ့် resource တချို့ရေးပြီးတော့ tiring မဖြစ်ဘဲနဲ့ fun ဖြစ်နဲ့ကိုယ့်ရဲ့ language skill ကို improve လုပ်လို့ရမယ်နည်းလမ်းတချို့ strategies တချို့ပြီးသားလို့ရှိရင် resource တချို့ဒီအရာတွေကိုလည်းအရင်သိရင်လင်းတင်တယ်လို့ sharing လုပ်သွားမယ်လို့စဉ်းစားထားပါတယ် So if you have interest in any of the above categories I mentioned please follow my channel on Facebook, YouTube, and TikTok. I guarantee that I will make your time worth spending. Thank you for watching. See you later. Bye.